ကြော်မသွားနဲ့ဒီမှာကြည့်အလိုချင်ဆုံးကလေးဝယ်ခဲ့ပြီးဘာလေးလဲဆိုတာဒီညာ unboxing ပြပေးပါမယ်ရှင့်ဘယ်တစ်စိတ်ထဲကလဲတစ်ချက်ရှိုးလိုက်ဒီမှာကြည့် Yamaha ထဲကနော်ဗီဒီယိုလေးကိုကြော်မသွားနဲ့သတင်းကောင်းဂီတာပေါ့နော်ဂီတာတီးချင်တဲ့သူတွေတော့သတင်းကောင်းရှိတယ်ဘာလို့လဲဆိုတော့အခုကျမလောလောဆယ်ကင်နေတဲ့ဂီတာအနဲ့ရောင်ကလေးစာကာတစ်စိတ်နဲ့ပေါ့နော်စာကာတစ်စိတ်ထဲကမိန်းကလေးတစ်လက်ကင်ပဲအစ်စ်ကလေးကနေကျမဝယ်ထားတာဆက် join လို့ရတယ်เนาะဆက် join ပြီးတော့တီးချင်တဲ့သူတွေအတွက်သတင်းကောင်းကျမဒါလေးရပြီဆိုတော့အဲ့ဒါလေးကိုအထူးกว่าအထူးစေးတန်တန်ကလေးနဲ့ပဲရောင်းပေးမှာเนาะလိုချင်တဲ့သူရှိရင်ဒီမှာမှန်ခဲ့ပေးပါရှင့်စီကတော့လုံးဝတန်စီရပါမယ်စာကာတစ်စိတ်ထက်အကောင်းတော့ဒီနေ့အဲ့ဒီရောင်းတဲ့ဆိုင်မှာတွားကြည့်တာလေဆက်တောင်မှ join တာတော့မှမပါဘူး6သိန်းကျော်တဲ့အခုဂီတာတွေစီတော်တော်ကြီးတယ်ကျမဟာဆက်ထိုးတာလည်းပါတယ်เนาะအထူးဆော့စေးပေးမယ်လိုချင်တဲ့သူရှိရင်ယူတော့ပြီးတော့ကိုရဖုန်းနံပါတ်ပါမှတ်ထားပြ